မင်္ဂလာပါအခုဆိုရင်မိကွန်းလေးတွေဖြေလာတာအပိုင်းကိုရောက်ရှိလို့လာခဲ့ပါပြီအခုလည်းဒီနေ့အတွက်ကတော့မိကွန်းလေးတစ်ခုပဲမေးပါမယ်မနေ့ကမိကွန်းရဲ့ဖြေလေးတွေကိုလည်း comment box မှာဖြေသွားပေးခဲ့ပါမယ်စိတ်ပါဝင်သားရင်လည်းဖြေသွားပေးခဲ့ကြပါမိကွန်းဖြေလေးတွေသိချင်ပါတယ်နားသိအောင်လည်း share ပေးကြပါမိကွန်းလေးစလိုက်မယ်နော်လူနှစ်ဦးအတွက်စီ10ဘိတ်တာကိုတဦးလျင်စီ9ဘိတ်တာစီခွဲယူရမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ဦးမှာခွဲယူဖို့ရှင်တွယ်စရာက10ဘိတ်တာဝင်ပုံတစ်ပုံရယ်9ဘိတ်တာဝင်ပုံတစ်ပုံရယ်3ဘိတ်တာဝင်ပုံတစ်ပုံပဲရှိပါတယ်တဦးကို9ဘိတ်တာစီပြေအဝရအောင်ဘလို့အညီအမျှရှင်တွယ်ခွဲဝေကြရမလဲမိဘလေးကိုဖြေသွားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်